မြန်မာရအချိုက်ဆုံးအစားတော့မယ်ကိုရီးယားအစားအမဆောဥမိုက်ကဝတ်တာခလက် sauce wet curry Korea curry နဲ့စနေရောပါစားမလဲပြောစနေကပုံမိုက်တယ်နောက် swine beef ဟိုဟာ kimchi stew ပေါ့ဟုတ်လား kimchi stew ပို့တယ်ပြလို့ခဲ့တယ်သူအများကြီးပါတယ် kimchi ပွဲဒီကပါလေ အဲ့လေ kimchi ပဲ alu kimchi လား no မလား kimchi မိုလာဒီကမြို့မို kimchi ရဲ့တက်ဟင်းနေရ ကန်ကောင်းနေမျိုးသမီးနော်ပြီးတော့သမင်းလေးစားကြစို့ကျွန်တော်မိမကိုရီးယားတကယ်ဆွေးလန်းတယ်ကိုရီးယားအစားအိမ်မှာတစ်ချိန်လုံး kimchi ကိုတိုင်း kimchi လုံးနေတယ်ပြီးတော့ကိုရီးယားဇက်ကတော့ကိုရီးယားဇက်လန်အရန်ဆွေးလန်းတာပြီးအောင်ကြည့်ရကိုရီးယားဇက်လန်တစ်ချိန်လုံးကြည့်နေတယ်မဟုတ်ဘူးဒါပေမဲ့ကိုရီးယားဇက်လန်အသက်တစ်ခုတွင်းရင်စက်တိုက်ကြည့်မယ်နော်အဲ့ဒီ1ရက်2ရက်3ရက်အတွင်းတစ်ချိန်လုံးဖုန်းကိုရီးယားဇက်ကပဲကြည့်ဟုတ်လားOh my god. Wow. Oh my god. ဒီလာဦးနိုင်ငံမှာစာကောင်းတယ် American Korea စာတိကမကောင်း Korea များတာအများကြီးပဲ Kimchi ကောင်းလား我到时候就马上没有စားလို့မရရင်မစားချင်မစားရကြလို့မစားရတော့မဟုတ်အာလူအာလူပြောတာအမိုက်ကနေနေစားကြည့်မယ်နော်ဆိုင်ရမချိုးစားတော့ဒါမှနည်းနည်းတော့ဆူရပါတော့ဆူတယ်လို့အများကြီးရှိတော့လူတွေပျော်ရွှင်တော့ဒီမှာအဓိက king size နော်မပြောဥမိုက်ကတရားအကင်အများကြီးမစားနိုင်ဘူးလူငယ်ဆိုအများကြီးစားရတယ်ကိုအဲ့လိုမစားရဘူးကင်းစားရင်ပိုင်နာသူအများကြီးတွေးတဲ့အချိန်အများကြီးစားနိုင်တယ်ကိုအဲ့လိုမစားနိုင်ဘူးနော်အဲ့ဆိုကမစားဘူးဒီအများကြီးပါတယ်ဝတ်တာဘယ်လောက်ပါလဲစိတ်မကြည့်ဘူးသုံးကြတော့ကျဲပဲတော့ကြလားဟောကြကျေးဇူးတင်ပါတယ်လက်ထူကြလေရလေKorea စားတွင်းမဲ့ကတိပေးထားတယ်အကောင်းဆုံး sunshine နေတယ်နည်းနည်း show တယ် design တွေတယ်ကောင်းတယ်နော်မနေ့ပြန်တန်ယုံကိုသွားရတယ် Michael Visa interview ရှိတယ်ဆိုအောင်မြင်နေပြောနေနေတာဆူတောင်းနေရမဟုတ်ရင်အဖေအမေစီဘယ်လိုပြန်မလဲမသိဘူး Outlanders ပြန်ရမယ်လုံးမဝပါဘူးမဟိလဲကင်မရာပြတ်တယ်နော်အဲ့ဒီကမဟုတ်ရင်မတွေ့ရဘူးမဖို့တိတ်ကူရလောကလေရန်ကောင်းတယ်မိုင်းနော်โอเคဆက်စားကြမယ်နည်းနည်း kimchi နည်းနည်းဆက်စားကင်မရာအတွက် kimchi ဟိုအဲ့ဒါဘယ်လိုခေါ်လဲတကယ် tofu stew သူအင်ဂျီလာနော်ကြောက်ပြောမိုက်ကအင်ဂျီလာbye bye 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 ပြန်တွေ့မယ်